ကိုယ်တိုင်ကျွေးမွေးပြုစုစောင့်ရှောက်နိုင်လို့နောက်ထပ်ကလေးတစ်ယောက်ယူတဲ့အပေါ်မှာဝေဖန်နေကြတဲ့သူတွေကိုပြက်ပြက်သားသားပြန်လဲတုံ့ပြန်လိုက်တဲ့အဆိုတော်အေးတင်ချိုးဆွေမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်အေးတင်ချိုးဆွေကတော့အခုလက်ရှိဩစတြေးလျနိုင်ငံမှာရောက်ရှိနေထိုင်နေတာဖြစ်ပြီးသူမဘဝအတွက်အကောင်းဆုံးဖြစ်မဲ့လက်တွဲဖို့ကိုလည်းရွေးချယ်လက်ထပ်ထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့သူမရဲ့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးအလုံးစုံချပြခြင်းမရှိတာကြောင့်ဒုတိယမြောက်ရင်သွေးလေးစာရာကိုမွေးဖွားပြီးတဲ့အချိန်မှာပရိသတ်တချို့ရဲ့နားလည်မှုလွဲခြင်းကိုခန်းစားခဲ့ရပြီးဝေဖန်တိုက်ခိုက်ခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။အဆိုတော်အေးသွင်းချိုးဆွေဟာမြန်မာနိုင်ငံမှာအောင်မြင်နေတဲ့အချိန်တုန်းကချစ်သူတယောက်ထားခဲ့တာဖြစ်ပြီးလက်မထက်ရသေးခင်ကိုဝင်ရှိခဲ့ပေမဲ့အဆိုပါချစ်သူကတာဝန်မယူခဲ့တာကြောင့်သူမရဲ့သမီးအကြီးလေးကိုစင်ငယ်မာသားတယောက်အနေနဲ့သာကျွေးမွေးပြုစုပြိုးထောင်ခဲ့ရတာလည်းဖြစ်ပါတယ်။အခုဆိုရင်လည်းဩစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့အချိန်တွင်းမှာဒုတိယမြောက်အိမ်အောင်ကိုထူထောင်ခဲ့ပြီးတော့သမီးလေးစာရာကိုတတိရှိရှိနဲ့မွေးဖွားလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့သောပရိသတ်တွေရဲ့နားမခံနိုင်လောက်အောင်ဝိုင်းဝန်းပြောဆိုဆဲဆိုနေကြတဲ့အပေါ်မှာတော့အေးတင်ချိုးစေကလက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုပြီးတော့ပြန်လဲတုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။အဆိုတော်အေးတင်ချိုးစေကဘသူကမှတာဝန်မယူခိုင်းမယ်သူမကိုယ်တိုင်ကျွေးမွေးပြုစုစောင့်ရှောက်နိုင်လို့ကလေးနောက်တစ်ယောက်ယူတာဖြစ်တယ်လို့လည်းဆိုလာခဲ့ပါတယ်။သူမတို့ကလေးယူတာကနှစ်ဖက်မိသားစုနဲ့မိတ်ဆွေတချို့အတိမတ်ပြုရင်ရပြီဖြစ်ကြောင်းလည်းပြောထားပါသေးတယ်။သူမတို့မိသားစုဘာလို့လို့ဝိုင်းဆဲပြီးတော့ဝိုင်းပြောနေကြတဲ့သူတွေကိုသူမဟာဩစတြေးလျနိုင်ငံမှာမကြောက်မကြမတောင်းမတရပဲလူဒန်းစစ်နေရတာဖြစ်တာကြောင့်စိတ်မပူပန်ချဖို့ပြောခဲ့ပါသေးတယ်။အဆိုတော်အေးတင်ချိုးဆွေကကျမတို့ကျွေးမွေးပြုစုစောင့်ရှောက်နိုင်လို့ကလေးနောက်တစ်ယောက်မွေးတာလေရှင်တို့ကိုတာဝန်ယူခိုင်းနေလို့လားကျမတို့ရဲ့နှစ်ဖက်မိသားစုနဲ့မိတ်ဆွေတချို့အတိမတ်ပြုရင်ရပြီဘာလို့လို့အကောင်းမမြင်မဲ့ဝိုင်းဆဲဝိုင်းပြောချင်နေကြတဲ့လူတစုအတွက်ကျမကအသက်ရှင်နေတာမဟုတ်ဘူးငါဘဝအတွက်ငါအသက်ရှင်နေတာပြီးတော့ငါနေနေတာကဩစတြေးလျမှာနင်တို့တွေတသက်လုံးမရောက်နိုင်တဲ့နိုင်ငံရေမရှားစီမရှားနီးမှန်တဲ့နိုင်ငံမှာမကြောက်မကြမတောင်းမတပဲအေးအေးဆေးဆေးနေနိုင်နေတာအမောင်ထဲကနေချင်းကိုက်ခံပြီးတော့ဝိုင်းကိုက်မနေကြနဲ့ကိုဘဝအတွက်ကိုသားသမီးကိုမိသားစုအတွက်ပဲကိုစိတ်ပူကြပါဆိုပြီးတော့ပြပြတသားပဲပြန်လဲတုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်ကိုမနဲ့ထင်ရင်ဘာကိုမှဂယုမဆိုင်ပဲရဲရဲဝုန်းဝုန်းပြပြတသားဖြည့်ရှင်းတတ်တယ်အေးတင်ချိုဆွေရဲ့ပြသားရဲရဲမှုကိုတော့ချီးကျူးရမှာလည်းဖြစ်ပါတယ်